မျိုးသားတယောက်ဟာဇာတိရွာကိုပြန်လမ်းမှာရွာကနေမြို့ပေါ်ကိုခြေကျင်လျှောက်သွားနေတဲ့မိဘနှစ်ပါးနဲ့မထင်မှတ်ပဲဆုံတွေ့ခဲ့ပါတယ်။သူဟာအရန်ကိုအံ့အားမင်သက်သွားပြီးကားပေါ်ကဆင်းကအခြေအနေကိုမင်းမြတ်ပါတော့တယ်။အဖေနဲ့အမေဘာလို့ဒီမှာလမ်းလျှောက်နေကြတာလဲ။တားဖေတို့အမေတို့အတွက်တီးတန့်စီဖို့ဘတ်စကားတစ်စီဝယ်ပေးထားတယ်မဟုတ်လား။တကယ်တော့ဒီမျိုးသားဟာမိဘနှစ်ပါးရွာမှာတက်တောင့်တက်တာနဲ့အနားယူနိုင်ဖို့အတွက်ရွာလန်းခင်းဖို့တိမ့်တောင်ရွံတန်းလူတန်းခဲ့ယုံတင်မကပဲရွာကလူကြီးသူမတွေတွာလာရေးအဆင်ပြေအောင်ဘတ်စကားတစ်စီပါဝယ်ယူလူတန်းခဲ့တာပါဒါပေမဲ့လည်းမိမိပိုက်ဆံနဲ့ဝယ်ထားတဲ့ကားကိုနောက်ဆုံးမှာမိဘတွေကိုယ်တိုင်မစီးရဘူးလို့ဘသူကထင်ထားပါမလဲရွာသားတွေကမြို့ပေါ်ကိုဈေးဝယ်သွားချင်ကြတော့အကုန်လုံးလူတက်ကြတာပေါ့ငါတို့အတွက်နေရာလို့မကြံတော့လို့ကို့ဖာသာကိုပဲလမ်းလျှောက်သွားကြမလို့ပါလို့မိဘတွေကပြဟောပြပါတယ်ဒီစကားကိုကြားလိုက်ရတဲ့မျိုးသားဟာချက်ချင်းပဲဒေါသအိုးပတ်ကွဲသွားပါတော့တယ်ရွာကနေမြို့ပေါ်အထိလမ်းလျှောက်ရင်အနည်းဆုံး2နာရီ3နာရီကြာမြင့်မှာဖြစ်ပြီးအခုလိုရာသီဥတုကလည်းပူပြင်းလာတဲ့အပြင်မိဘတွေကလည်းအသက်ကြီးလာပြီမဟုတ်လားသူဟာဒေါသထွက်နဲ့ကားမောင်းတဲ့ရွာကအဖိုးကြီးရှို့စီကိုဖုံးဆက်ပြီးမိဘတွေကိုလာကြိုဖို့ကားကိုချက်ချင်းပြန်လှည့်လာခဲ့လို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့ရှို့ကတော့ဒါကလောက်ရကန်ရခက်တယ်လို့ဆိုကားကလမ်းတစ်ဝက်တောင်ရောက်နေပြီးမိဘတွေတွန်းနေတဲ့ကားလုံးကလူတွေကိုလမ်းခုလက်မှာခြံထားခဲ့လို့မဖြစ်ဘူးလေလို့အကြောင်းပြပါတယ်ဒါတင်မကပဲမိဘတွေကနောက်ကျမှထလာလို့ကားမမီတာပါလို့ရောင်ကြဆင်ခြေပေးခဲ့တာပေါ့ရှို့ရဲ့စကားကြောင့်အမျိုးသားဟာပိုးလို့တောင်ဒေါသထွက်သွားပြီးဒီကားကငါပိုက်ဆံနဲ့ငါဝယ်ထားတာအခုချက်ချင်းပြန်မလှည့်လာရင်ရဲတိုင်ပြီးကားကိုမှုနဲ့ဖမ်းခိုင်းမယ်လို့တတိပေးလိုက်ပါတယ်ရဲတိုင်မယ်ဆိုတဲ့စကားကိုကြားတော့မှရှို့တယောက်ချက်ချင်းထိတ်လန့်သွားပြီးမောင်ရင်စင်စိတ်မလောပါနဲ့ဦးဒီလောက်ကိစ္စလေးနဲ့ရဲတိုင်စရာလို့လားငါခုပဲကားပြန်လှည့်လာခဲ့ပါမယ်ခဏလေးစောင့်ပါရဲတော့လုံးဝမတိုင်ပါနဲ့လို့ပြောရှာပါတယ်ဒါပေမဲ့လည်းအမျိုးသားဟာအကြာကြီးဆောင်ဆိုင်ခဲ့ပေမဲ့ရှို့ကားမောင်းပြန်လာတာကိုမတွေ့ရပါဘူးသူကဖုန်းထဲက GPS နေရာကိုကြည့်လိုက်တဲ့အခါမှာတော့ကားကပြန်လှည့်မလာတဲ့အပြင်လမ်းမှာခီးတီတွေကိုပါထပ်မံတင်ဆောင်နေတာကိုတွေ့လိုက်ရပါတယ်ရှို့ဟာသူ့ရဲတိုင်မှာစိုးရိမ်လို့သာချက်ချင်းပြန်လာပါမယ်လို့လိန်ညာခဲ့မှန်းသူသဘောပေါက်သွားခဲ့တာပေါ့တကယ်ပဲမကြခင်မှာပဲမိဘတွေစီကိုရှို့စီကဖုန်းဝင်လာပါတယ်အိုးအကိုစင်တကယ်ကိုအားနာပါတယ်ဗျာဒီနေ့ကိစ္စကကျွန်တော်တေးသေးချာချာမစင်စားမိလို့ပါလမ်းမှာလူတွေကတားနေကြတာနဲ့ကားပြန်လဲလို့မရတော့လို့ပါဗျာမနှက်ဖြန်တော့စောစောလာကြိုးပါမယ်နောက်ဒီလိုမျိုးလုံးဝမဖြစ်စေရဘူးလို့ကြင်ရဲပါတယ်လို့လိန်ညာတောင်းပန်ပါတယ်ဒီစကားကိုကြားရတဲ့သဘောကောင်းလာတဲ့မိဘနှစ်ပါးဟာစိတ်ပျော့သွားခဲ့ပြီးဒီကိစ္စကိုဒီအတိုင်းပဲထားလိုက်ဖို့တားဖြစ်သူကိုဖျောင်းဖျကြပါတယ်ရွာတွေကလူတွေဖြစ်လို့ရဲတိုင်ရင်ပတ်ဝန်းကျင်မှာမျက်နှာပြက်စရာဖြစ်လိမ့်မယ်လို့ဆိုကြတာပေါ့မိဘတွေကအခုလိုပြောလာတာကြောင့်အမျိုးသားလည်းလက်လျှော့လိုက်ရပြီမဲ့ဒီတစ်ချိန်ပဲခွင့်လို့မယ်နောက်တစ်ခါရှို့အခုလိုထက်လို့ရင်တော့လုံးဝအလုပ်ပေးမှာမဟုတ်ဘူးလို့ပြက်သားပြောလိုက်ပါတယ်ဒီကိစ္စပြီးရင်ရှို့တယောက်ငြိမ်သွားလိမ့်မယ်လို့ထင်ထားခဲ့ပေမဲ့မထင်မှတ်ပဲနောက်တစ်ရက်မနက်စောကြီးမနက်3နာရီမှတင်ရှို့ဟာအိမ်တကားကိုလာခောက်ပါတော့တယ်သူကမနေ့ကအမကိုတောင်းပန်တဲ့အနေနဲ့အဖိုးကြီးတို့ကိုမြို့ပေါ်ဈေးမှာဟင်းသီးဟင်းရက်တွားရောက်နိုင်အောင်မနက်စောကြီးထလာကြတာပါလို့ဆိုပါတယ်ရှို့အခုမှ3နာရီခွဲရှိသေးတယ်အရန်စောအောင်နဲ့မြို့ပေါ်မှာလူတယောက်မှရှိဦးမှာမဟုတ်ဘူးဈေးလည်းမဖွင့်သေးဘူးခဏလောက်ထပ်ဆောင်ရအောင်လို့အဖေဖြစ်သူကပြောပါတယ်ဒါပေမဲ့ရှို့ကတော့အကိုစင်ကလည်းအကျိုးကြောင့်မသိလိုက်တာကျွန်တော်ကမနေ့ကကိစ္စအတွက်အေးရေးပြက်ခံပြီးတကူးတကလာကြိုတာလေကျွန်တော်ဘက်ကဒီလောက်စေတနာပြနေတာကိုအမှုနေနဲ့မရရင်အကျန်းနဲ့တုံးရမလားလို့ရန်လို့ပါတော့တယ်အစင်မပြေတာနဲ့မိဘနှစ်ပါလဲရှို့ရဲ့အစီအစဉ်တိုင်းလိုက်သွားခဲ့ရပြီးမနက်စောကြီးဈေးပိတ်ရဲ့တကားဝမှာတွားရောက်ထိုင်ဆောင်ဆိုင်ခဲ့ရပါတယ်ရှို့ဟာသူတို့ကိုတမင်တက်ဒုက္ခပေးနေမှန်းသူတို့ကောင်းကောင်းသိပေမဲ့ရိုးသားအေးဆေးတဲ့မိဘနှစ်ပါကတော့ဒီခံဖို့သာရွေးချယ်ခဲ့ကြတာပေါ့ဒီလိုနဲ့သူတို့နှစ်ယောက်ဟာဈေးတကားဝမှာမိုးလင်းတဲ့အထိထိုင်ဆောင်ခဲ့ရပါတယ်ကဲတွားကြဆိုဟင်းသီးဟင်းရွက်တွေလည်းညှို့ကုန်ပြီးရောင်းလို့မရတော့ဘူးအိမ်ပဲပြန်ကြရအောင်လို့ဆိုကအိမ်ကိုပြန်လာခဲ့ကြပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်အိမ်ပြန်ရောက်တဲ့အခါမှာတော့ရှို့ရဲ့ညီကိုတွေကလူအင်အားနဲ့အိမ်ရှိမှပိတ်ဆို့နေတာကိုတွေ့လိုက်ရပါတယ်သူတို့ကတွေ့ချင်းပဲအမျိုးသားရဲ့မိဘတွေကိုစတင်ဆဲဆိုကြပါတော့တယ်မိဘတွေကရှို့ကိုမနဲ့စောကြီးကားမောင်းခိုင်းလို့အခုတော့ရှို့တယောက်ပင်ပန်းပြီးလဲကျသွားပြီးသူတို့မျိုးပေါ်ကိုအလုပ်ကိစ္စနဲ့တွားဖို့ကားသုံးချင်တာအဆင်မပြေတော့ဘူးဆိုပြီးအပြစ်ပုံချကြတာပါမိခင်ဖြစ်သူကရှို့ကမနဲ့စောကြီးသူ့ဖာသာသူလာခေါ်တာပါလို့ရှင်းပြပေမဲ့သူတို့ကလုံးဝနားမထောင်ခဲ့အပြင်တမိသားစုလုံးလူရုံမာတွေပါဆိုပြီးဆဲဆိုကြပါတယ်ဒီမြင်ကွင်းကိုကြည့်ပြီးဘေးနာကအိမ်နီးနားချင်းအတော်ကြီးကမခံရနိုင်ဖြစ်ကအရှိထွက်ပြီးနင်တို့တွေတကယ်ကိုကျေးဇူးမတိတတ်ကြဘူးအရင်တုန်းကနင်တို့ရှုမိသားစုထဲမှာလူမမာဖြစ်တုန်းကဒီမောင်ရင်စင်ကပဲနင်တို့အတွက်ပိုက်ဆံနဲ့တောင်းကူညီပေးခဲ့တာမဟုတ်လားလို့လမ်းပြီးအပြစ်တင်ပါတယ်ဒါပေမဲ့သူတို့ကတော့ရောင်ကြနဲ့ပိုက်ဆံနဲ့တောင်းကသူ့အတွက်ဘာမို့လို့လဲဒီမှာလာပြီးလူကောင်းမလုံးနဲ့ဒါကသူပိုင်လို့သူ့ဖာသာသူပေးတာငါတို့ကတောင်းတာမှမဟုတ်တာဟုတ်တယ်သူသေးတွေကစေတနာနဲ့ချင်းပြဒါကိုကိုကယ်တင်ရှင်ကြီးလို့ထင်နေတာလားလို့ပြန်လဲအော်ဟစ်ကြပါတယ်ပြောပြတာနဲ့သူတို့ဟာမြေကြီးပေါ်ကခဲလုံးတွေကိုကောက်ယူပြီးအိမ်ထဲကိုလန့်ထူကြပါတော့တယ်အခုလိုမျိုးကျေးဇူးကမ်းတဲ့လူတွေကိုမြင်လိုက်ရတဲ့အခါမှာတော့အဖေဖြစ်သူဟာရုတ်တရက်ရင်ပတ်အောင်ပြီးနှလုံးရောဂါတခါမြေကြီးပေါ်ကိုလဲကျတတိမိသွားခဲ့ရပါတော့တယ်ဒီမြင်ကွင်းကိုမြင်တော့စောစောကမောက်မာနေတဲ့လူတွေဟာထိတ်လန့်တုန်လှုပ်ပြီးချက်ချင်းပဲထွက်ပြေးလွတ်မြောက်သွားကြပါတယ်မိခင်ဖြစ်သူကတော့တားဖြစ်သူစီကိုငိုယိုပြီးဖုံးဆက်ပါတော့တယ်တားရီအမြန်ပြန်လာခဲ့ပါဦးမင်းအဖေတခုခုဖြစ်လို့လဲကျသွားပြီအမေစိတ်မပူနဲ့တားခုပဲကားကိုအမြန်ဆုံးမောင်းပြန်လာခဲ့မယ်ဒါပေမဲ့ရွာလန်းကအကျဉ်းလုံးလို့လူနာတင်ကားကဝင်လို့မရတာကြောင့်အမျိုးသားကရှို့စီကိုတွားပြီးကားထုတ်ပေးဖို့အကူအညီတောင်းခိုင်းလိုက်ပါတယ်မိခင်ဖြစ်သူကအသက်လူနေရတဲ့အခြေအနေကြောင့်အပြေးလွှာတွားရောက်တောင်းပန်ပေမဲ့ကွမ်းရစားနေတဲ့ရှို့ကတော့ကျွန်တော်အခုရွာသားတွေအတွက်အလုပ်ကိစ္စလုပ်ပေးနေရလို့အာမအားဘူးလို့အေးအေးဆေးဆေးညင်းပယ်ပါတယ်အားကိုးရမယ်သွားတဲ့မိခင်ဖြစ်သူဟာနောက်ဆုံးမှာရှို့ရဲ့ရှေ့မှာဒူးထောက်ချလိုက်ပြီးလူကယ်ဖို့ကအဓိကမို့လို့ကားခါကိုသုံးစပေးပါမယ်လို့တောင်းပန်ရှာပါတယ်ဒါပေမဲ့ရှို့ရဲ့မိမကဒီနေ့တာအလွယ်တကူသဘောတူလိုက်ရင်နောက်အမြဲတမ်းခိုင်းနေတော့မှာပေါ့လို့ချက်ချင်းညင်းပယ်လိုက်ပါတယ်ပို့ပြီးတော့လွန်နာကတော့ရှို့ကအန်တီကဒီဘက်စကားကြီးကိုကျွန်တော်ကိုအပိုင်ပေးပါမယ်လို့လူများရှေ့မှာကတိမပြုရင်တော့မိုးကျုပ်တဲ့အထိဒူးထောက်နေလဲကားတစ်ချက်မှမလုပ်ဘူးလို့ချင်းချောက်ပါတော့တယ်ဟုတ်တယ်စာရွက်ပေါ်မှာအဖြူမေးတေးတေးချာချာရေးပေးနောက်မှစကားပြတ်လို့မရဘူးလို့ရှို့မိမကထက်လောင်းပြောရတဲ့အခြေအနေကြောင့်မိခင်ဖြစ်သူကကောင်းပါပြီငါသဘောတူပါတယ်လို့ပြောနေတော့မှပဲအဲ့ဒါဘာအတန်လဲရဲကားတွေပါလားအားလုံးမလုံနဲ့စုံစမ်းစစ်ဆေးမှုကိုပူးပေါင်းပါဆိုရဲ့အတန်နဲ့အတူရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာပါတော့တယ်ညစ်ပတ်ပြီးကျေးဇူးကမ်းတဲ့လူတစုဘာဆက်ဖြစ်မလဲဆိုတာနောက်ထပ်ပိုင်းမှာစောင့်မျှော်ကြည့်ရှုကြရအောင်ဗျာဒါဖြစ်သူကျန်းကျန်ဟာသူ့ရဲ့နေအိမ်ကိုအပြေးလွှားပြန်လာခဲ့ပါတယ်အိမ်ရှိရောက်တဲ့အခါမှာတော့သူ့ရဲ့အမေဖြစ်သူကမြေကြီးပေါ်မှာထိုင်ပြီးငိုယိုနေတာကိုတွေ့လိုက်ရပါတယ်အမေဖြစ်သူကအမေကအတုံးမကျလို့ပါတားရဲ့သူတို့ကိုအမေဘလို့မှတောင်းပန်လို့မရဘူးတားဖေကတော့မြေကြီးပေါ်မှာလဲနေတုံးပဲလို့ပြောပြီးဝမ်းနေပူဆွေးနေပါတယ်ဒီအချိန်မှာတော့ရွာကလင်မယား2ယောက်လူနဲ့ဝန်ကထွက်လာပြီးဒါကအိမ်ကြီးချင်းတွေကြားထဲမှာဖြစ်တတ်တဲ့အထင်လွဲမှုလေးပါရဲတွေကိုခေါ်စရာမလိုပါဘူးငါတို့ဘာမှမလုပ်ထားပါဘူးလို့ပြောင်းလဲဖို့စူးစမ်းကြပါတယ်ဒါပေမဲ့ကျန်းကျန်ကတော့အရာအအောင်ကိုသိရှိနေပြီးသားပါ
ကျန်းချန်ကသူတို့ကိုတစ်ခုချင်းစီထောက်ပြလိုက်ပါတယ်ခင်ဗျားတို့ကကျွန်တော်ရဲ့ကိုပိုင်ကားကိုအလွဲသုံးစားလုပ်ပြီးကိုကျိုးရှာတယ်ပြီးတော့ကျွန်တော်မိဘတွေကိုနှိပ်စက်ဖို့ရွာသားတွေကိုတွေးထိုးပေးတယ်ကျွန်တော်ဖေနေမကောင်းဖြစ်နေတာကိုတီးရက်နဲ့ခင်ဗျားတို့ကကျွန်တော်ကားကိုအတင်းတမလူယူဖို့စူးစမ်းခဲ့ကြတယ်ဒါကိုအထင်လွဲတာလို့ပြောရလားလို့ဒေါသတကြီးမေးခွန်းထုတ်ခဲ့ပါတယ်ဒီအချိန်မှာတော့ရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာပါတယ်ရွာသားတွေကတော့သူတို့မလုပ်ပါဘူးလို့ညှင်းဆိုနေကြပေမဲ့ကျန်းချန်ကသူ့ရဲ့ဖုန်းထဲမှာရှိတဲ့တပ်တွေကိုထုတ်ပြလိုက်ပါတယ်အဲ့ဒီတပ်တွေထဲမှာတလူကကျန်းချန်ရဲ့မိဘတွေကိုနေပူထဲမှာပစ်ထားခဲ့တဲ့အတန်ဖိုင်နဲ့ကားရဲ့ GPS မှတ်တမ်းနဲ့အိမ်တကားကိုအတင်းတမလာရောက်ရိုက်နှက်ဖျက်ဆီးနေတဲ့ဗီဒီယိုမှတ်တမ်းသုံးကျန်းချန်ရဲ့အဖေနှလုံးရောဂါဖောက်ပြီးလဲကျသွားတဲ့အထိခဲနဲ့ဝိုင်းပေါက်ပြီးနှိပ်စက်ခဲ့တဲ့မှတ်တမ်းတွေအားလုံးပါဝင်နေပါတယ်တပ်တွေအခိုင်လုံရှိနေတာကြောင့်ရဲတပ်ဖွဲ့ဝင်တွေကယူဝမ်နဲ့နောက်ွယ်ကတွေးထိုးပေးသူတွေကိုလက်ထိတ်ခတ်ပြီးဖမ်းဆီးခဲ့ပါတယ်အဖမ်းခံရတဲ့အချိန်မှာမှသူတို့ကကျွန်တော်တို့မားသွားပါပြီနောက်တစ်ခါမလုပ်တော့ပါဘူးခွင့်လွှတ်ပေးပါလို့ဒူးထောက်ပြီးတောင်းပန်ကြပါတယ်ဒါပေမဲ့ကျန်းချန်ကတော့ကျွန်တော်ရဲ့စိတ်ကောင်းရှိမှုနဲ့ခွင့်လွှတ်တတ်မှုကိုခင်ဗျားတို့ကမကောင်းမှုလုပ်ဖို့အတွက်အခွင့်အရေးလို့မသတ်မှတ်ပါနဲ့ခင်ဗျားတို့လုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်ထိုက်တန်တဲ့အပြစ်ကိုခံယူရပါလိမ့်မယ်လို့ပြောပြီးပြက်ပြက်သားသားညှင်းဆိုလိုက်ပါတယ်ရဲတပ်ဖွဲ့ဝင်တွေဟာရွာသားတွေကိုတွေးထိုးပေးပြီးကျန်းချန်ရဲ့မိဘတွေကိုနှိပ်စက်ခဲ့တဲ့လူနဲ့သူ့ရဲ့ဇနီးပြီးတော့နောက်ထပ်ပါဝင်ပတ်သက်သူတွေကိုလက်ထိတ်ခတ်ပြီးဖမ်းဆီးခေါ်ဆောင်သွားပါတယ်လူရဲ့ဇနီးဖြစ်သူကတော့အော်ဟစ်ငိုယိုပြီးရုန်းကန်နေပေမဲ့လည်းမထူးခြားတော့ပါဘူးဒီမြင်ကွင်းကိုကြည့်နေတဲ့ရွာသားချို့ကတော့လူတို့မိသားစုကတော့ကိုကျိုးကိုရှာရင်းနဲ့ကိုလည်းဒုက္ခပေးတယ်လို့ရွာသားတွေကိုလည်းအတုံးချသွားတာပဲလို့ပြောပြီးနောက်တရားနေကြပါတယ်ကျန်းချန်ဟာသူ့ရဲ့အမေကိုကားပေါ်တင်ပြီးဆေးရုံကိုအမြန်ဆုံးမောင်းထွက်ခဲ့ပါတယ်ကားပေါ်မှာကျန်းချန်ကလူတို့မိသားစုကတော့ထိုက်တန်တဲ့အဖြစ်ကိုခံရမှာပါဒါပေမဲ့ဦးလေးကျိုးနဲ့ဒေါ်လေးလီတို့လိုကျွန်တော်မိဘတွေပေါ်တကယ်စေတနာရှိခဲ့တဲ့သူတွေကိုတော့ကျွန်တော်အမြဲကျေးဇူးတင်နေမှာပါလို့သူ့ရဲ့စိတ်ထဲမှာတွေးနေပါတယ်ဆေးရုံကိုရောက်တဲ့အခါမှာတော့အခြေအနေကတကယ်ကိုစိုးရိမ်ရပါတယ်ကျန်းချန်ရဲ့အဖေဟာအရေးပေါ်ခန်းထဲမှာခွဲစိတ်မှုခံယူနေရပါတယ်ကျန်းချန်ရဲ့လက်ထောက်ကကျန်းဥက္ကဋ္ဌဆရာဝန်ပြောတာတော့ဦးလေးရဲ့အခြေအနေကတော်တော်လေးစိုးရိမ်ရတယ်ရုတ်တရက်နှလုံးရောဂါပြင်းထန်ဖောက်တာဖြစ်တဲ့အတွက်အစွမ်းကုန်စူးစမ်းကုသပေးနေတယ်လို့လာရောက်သတင်းပို့ပါတယ်ကျန်းချန်ရဲ့အမေကတော့အမေသားသူတို့ကိုတွားပြီးမတောင်းပန်ခဲ့ရင်တားဖေအခုလိုဖြစ်မှာမဟုတ်ဘူးလို့ပြောပြီးကိုပြစ်တင်ကငိုကြွေးနေပါတယ်ကျန်းချန်ကဒါအမေမဟုတ်ပါဘူးကျေးဇူးကမ်းပြီးမတရားလုပ်တဲ့အဲ့ဒီလူတွေရဲ့အမားပါလို့အားပေးစကားပြောခဲ့ပါတယ်ကံကောင်းစွာနဲ့ခွဲစိတ်မှုအောင်မြင်သွားပြီးကျန်းချန်ရဲ့အဖေဟာအသက်ဘေးကနေလွတ်မြောက်သွားပါတယ်ဒါပေမဲ့အထူးကြမ်းမှတ်ကုသဆောင်ထဲမှာဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပြီးစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေထပ်မဖြစ်စေဖို့ဆရာဝန်ကတတိပေးပါတယ်ဆေးရုံမှာစောင့်နေရင်ကျန်းချန်ဟာသူ့ရဲ့ရှေ့နေဖွဲ့စီကဖုံးလက်ခံရရှိပါတယ်လူနဲ့အခြားရွာသားတွေဟာဖမ်းဆီးထိန်းသိမ်းခံရတဲ့အပြင်ဒဏ်ငွေမြောက်များလဲပေးဆောင်ရမှာဖြစ်ပါတယ်ကျန်းချန်ကဒါကအစပဲရှိသေးတယ်ကျွန်တော်မိဘတွေကိုစိတ်ဆင်းရဲအောင်လုပ်ခဲ့တဲ့အတွက်သူတို့ဒေဝါလီခံရတဲ့အထိနစ်နာကြေးတောင်းဆိုရမယ်လို့ပြက်ပြက်သားသားညွှန်ကြားလိုက်ပါတယ်တစ်ဖက်မှာလည်းရွာတွေကရွာသားတွေဟာကျန်းချန်ပေးထားတဲ့ဘတ်စကားကိုပြန်သိမ်းခံလိုက်ရတဲ့အပြင်ကျန်းချန်လူဒန်းထားတဲ့လမ်းခင်းမဲ့စီမံကိန်းလည်းရပ်ဆိုင်းသွားတာကြောင့်အခက်တွေ့နေကြပါတယ်ရွာသားတွေဟာကျန်းချန်ရဲ့ဖုန်းထဲကိုဝိုင်းပြီးတောင်းပန်တဲ့စာတွေပို့ကြပေမဲ့ကျန်းချန်ကတော့မားခဲ့ရင်အပြစ်ဒဏ်ကိုခံယူရမှာပဲလို့တွေးပြီးလစ်လျူရှုထားပါတယ်နောက်ဆုံးမှာရွာလူကြီးကကျန်းချန်စီကိုဖုန်းဆက်ပြီးရွာသားတွေအားလုံးကနောင်တရနေကြပါပြီလမ်းခင်းတဲ့အစီအစဉ်လေးကိုဆက်လုပ်ပေးလို့မရဘူးလားလို့တောင်းပန်ပါတယ်ကျန်းချန်ကရွာသားအားလုံးကကျွန်တော်မိဘတွေအနှိမ့်ဆက်ခံနေရတာကိုတည့်ရက်နဲ့ဘယ်သူမှဝင်မတားခဲ့ကြဘူးခင်ဗျားတို့ရဲ့အေးဆက်ဆက်လုပ်ရက်တွေကိုကျွန်တော်မှတ်ထားတဲ့လမ်းခင်းတဲ့ကိစ္စကတော့ကျွန်တော်ဖေးစေးရုံကဆင်းလာမှပဲဆက်ပြောကြတာပေါ့လို့ပြောပြီးဖုန်းချလိုက်ပါတော့တယ်ကျန်းချန်ရဲ့အဖေဟာတတိပြန်လဲလာပြီးစေးရုံကူတင်ပေါ်မှာနားနေပါတယ်ဒီအချိန်မှာတော့ရွာတွေကနေတရွာလုံးကဝိုင်းပယ်ထားတဲ့ကြားကကျန်းချန်ရဲ့မိဘတွေကိုကူညီခဲ့ကြတဲ့ဦးလေးကျိုးနဲ့ဒေါ်လေးလီတို့လင်မယားဟာကျက်စွပ်ပြုတ်လေးချက်ပြီးစေးရုံကိုလာရောက်ကြည့်ရှုကြပါတယ်ဒေါ်လေးလီကဒါကငါကိုယ်တိုင်ချက်လာတဲ့ကျက်စွပ်ပြုတ်လေးပါအဖိုးကြီးကျန်းခနာကိုအားရှိအောင်တောက်လိုက်ပါဦးစေးရုံမှာနေရတာထမင်းကောင်းကောင်းမစားရမှာဆိုလို့တားကျန်းချန်လဲတောက်လိုက်ပါဦးလို့စေတနာပြည့်နဲ့ပြောပါတယ်ကျန်းချန်ကသူတို့နှစ်ယောက်ကိုအလွန်အားနာပြီးကျေးဇူးတင်နေပါတယ်ဦးလေးကျိုးနဲ့ဒေါ်လေးလီကိုကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်အဲ့ဒီနေ့ကခင်ဗျားတို့သာရှေ့ကနေထွက်ရမပေးခဲ့ရင်ဒေါ်လေးလီသာလူနာတင်ကကိုဖုံးမဆက်ပေးခဲ့ရင်ကျွန်တော်အဖေအသက်အန္တရာယ်ရှိနိုင်ပါတယ်ဒီကျေးဇူးကိုကြားဝန်တော်ဘယ်တော့မှမမေ့ပါဘူးလို့ပြောပြီးကတိပေးခဲ့ပါတယ်တစ်ဖက်မှာတော့မတရားမှုရဲ့ခေါင်းဆောင်ဖြစ်တဲ့လူရဲ့ဇနီးဟာစေးရုံကိုအတီးနှံတွေနှုတ်ဘူးတွေနဲ့ရောက်လာပြီးကျန်းချန်ကိုတွေးခွင့်တောင်းနေပါတယ်သူ့ရဲ့ယောက်ျားနဲ့ခဲအိုဖြစ်သူတို့ဟာအချုပ်ထဲမှာရောက်နေပြီးအိမ်မှာလည်းပိုက်ဆံမရှိတော့တာကြောင့်ကျန်းချန်ကိုအနူးညွတ်တောင်းပန်ဖို့လာခဲ့တာပါဒါပေမဲ့ကျန်းချန်ရဲ့တက်တော်ဆောင်တွေကကျန်းဥက္ကဋ္ဌကဘသူ့ကိုမှမတွေ့ဘူးလို့အမိန့်ပေးထားတဲ့အထူးသဖြင့်လူမိသားစုကလူတွေကိုလုံးဝမတွေ့ဘူးလို့ပြောပြီးပြက်ပြက်သားသားတားဆီးလိုက်ပါတယ်သူမဟာနောက်ဆုံးမှာအားတော့ယူကျုံမရဖြစ်ပြီးသူမယူလာတဲ့ပစ္စည်းတွေကိုစေးရုံတကားဝမှာပဲထားခဲ့ပြီးငိုယိုကပြန်သွားခဲ့ရပါတယ်စေးရုံခန်းထဲမှာကျန်းချန်ကသူ့ဖေကိုအဖေစိတ်မပူပါနဲ့ရွာတွေကဘတ်စကားကိုလည်းကျွန်တော်မြို့ပေါ်ကကားကိုထောင်မှာတင်ထားခိုင်းလိုက်ပြီးရွာကိုပြန်မပို့တော့ဘူးလူတွေရဲ့မျက်စိစပါးမွေးဖြစ်စရာတွေလည်းမရှိတော့ဘူးလို့ပြောပြပါတယ်သူ့ဖေကလည်းအေးတာပါပဲလို့တက်ပြင်းချရင်ပြောပါတယ်ဒီအချိန်မှာကျန်းချန်စီကိုရွာလူကြီးဦးလေးကျောက်စီကဖုံးဝင်လာပါတယ်ရွာလူကြီးကတားကျန်းချန်ရဲ့ရွာထဲမှာအခုလူတွေစိတ်တက်ကြနေကြပြီးဘတ်စကားလည်းမရှိတော့ဘူးအခုလမ်းကင်းတဲ့စီမံကိန်းကအဖွဲ့တွေပါအကုန်ပြန်ရုပ်သိမ်းသွားပြီဆိုတော့ရွာသားတွေတော်တော်ခက်ခဲကုန်ပြီဒါကတရွာလုံးရဲ့အသက်သွေးကြောပဲလေပြန်စဉ်းစားပေးလို့မရဘူးလားလို့ဖုံးထဲကနေဖြောင်းဖြပါတယ်ကျန်းချန်ကတော့အေးဆက်ဆက်နဲ့ပဲဦးလေးကျောက်ကျွန်တော်ရှင်းရှင်းပဲပြောမယ်လမ်းကင်းတဲ့ပိုက်ဆံကကျွန်တော်ရဲ့ကိုပိုင်ပိုက်ဆံဘတ်စကားကလည်းကျွန်တော်ပိုက်ဆံနဲ့အကုန်ဝယ်ထားတာကျွန်တော်မိဘတွေအနှိမ့်ဆက်ခံနေရတော့ကဘေးကနေလက်ပိုက်ကြည့်နေတဲ့သူတွေအတွက်ကျွန်တော်ပိုက်ဆံတွေကိုအလားအသုံးမခံနိုင်ဘူးဦးလေးကျိုးတို့လိုလူကောင်းတွေကိုတော့ကျွန်တော်တီးတန့်ကျေးဇူးဆက်မှာပါကျန်တဲ့သူတွေကတော့သူတို့လုပ်ရအတွက်သူတို့ရဲ့တာဝန်ယူရလိမ့်မယ်လို့ပြောပြီးဖုံးချလိုက်ပါတယ်နောက်ဆုံးမှာတော့ကျန်းချန်ကသူ့မိဘတွေကိုအဖေနဲ့အမေစေးရုံကဆင်းရင်ရွာကိုလုံးဝပြန်မသွားပါနဲ့တော့မြို့ပေါ်ကဘီလာတစ်မှာပဲတွားနေကြမယ်အဲ့ဒီမှာအားလုံးအစင်သင့်ပြင်ထားပြီးသားပါလို့ပြောပြီးသူတို့မိသားစုကိုစိတ်အေးလက်အေးနေနိုင်အောင်စီစဉ်ပေးလိုက်ပါတယ်ဇလန်းဆုံးမှာတော့ကျန်းချန်ဟာကားပေါ်မှာသူ့ရဲ့လက်ထောက်ကိုရွာသားတွေနဲ့ဆင်းရှင်းဖို့ရွာရုံးကိုမောင်းလိုက်တော့လူညွန်ကြားရင်ပြက်သားတဲ့အမူအရာနဲ့ထွက်ခွာသွားပါတော့တယ်ကျန်းချန်ဟာသူပြောထားတဲ့အတိုင်းဝတ်စုံပြည့်ဝတ်စင်ကလက်ထောက်တွေနဲ့အတူရွာရုံးကိုရောက်ရှိလာပါတယ်ရွာရုံးထဲမှာရွာလူကြီးနဲ့တောင်ရှိသူတွေစောင့်နေကြပါတယ်ကျန်းချန်ကရုံးခန်းထဲကိုဝင်လာပြီးသူလှုပ်ဆောင်မဲ့အစီအစဉ်တွေကိုတရားဝင်အသိပေးလိုက်ပါတယ်
တမတရားမှုရဲ့ခေါင်းဆောင်တွေအတွက်လူတို့မိသားစုကိုသူ့ရဲ့ရှေ့နေဖွဲ့ကနေအမြင့်ဆုံးသောနစ်နာခြင်းနဲ့အရက်ဖက်ဆိုင်ရာတရားစွဲဆိုမှုတွေပြုလုပ်သွားမှာဖြစ်ပြီးသူတို့စီကနေတပြားမှလျှော့ပေးမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။နှစ်ပေါင်းပတ်သက်တဲ့ရွာသားတွေအတွက်အိမ်ကိုလာရောက်ဖျက်ဆီးရမှာပါဝင်တဲ့ရွာသားတွေကိုတော့ဥပဒေအရအရေးယူခံရအောင်လှုံ့ဆော်မှာဖြစ်ပြီးသူတို့ဖျက်ဆီးသွားတဲ့အိမ်တကားနဲ့ပြတင်းပေါက်ဖိုးတွေကိုလည်းအပြည့်အဝပြန်ပေးရမယ်လို့အမိန့်ထုတ်လိုက်ပါတယ်။ဒီအချိန်မှာကျန်းချန်ကအရေးကြီးတဲ့စကားတစ်ခုပြောလိုက်ပါတယ်။အဲ့ဒီနေ့ကကျွန်တော်မိဘတွေအခက်တွေ့နေတော့မှတရွာလုံးကလက်ပိုက်ကြည့်နေကြပေမဲ့ဦးလေးကျိုးနဲ့ဒေါ်လေးလီတို့နှစ်ယောက်ပဲရှေ့ကနေထွက်ရရဲခဲ့ကြတယ်။ဒေါ်လေးလီကလည်းလူနာတင်ကားကိုအချိန်မီခေါ်ပေးခဲ့တယ်။သူတို့ကဒီရွာမှာတူးတဲ့သောလူသားဆန်တဲ့စိတ်ထားရှိသူတွေပဲလို့ချီးကျူးလိုက်ပါတယ်ပြီးတော့သူတို့နဲ့ဦးရဲ့သားသမီးတွေပညာရေးနဲ့အလုပ်ကိုင်အတွက်သူကအဆဆုံးတာဝန်ယူပေးမှဖြစ်ပြီးဘာလိုအပ်ချက်ရှိသူ့ကိုတိုက်ရိုက်ဆက်သွယ်ဖို့ခက်တီပေးလိုက်ပါတယ်။ဒါတင်မကသေးပါဘူးကျန်းချန်ကရွာသားတွေမျှော်လင့်နေတဲ့လမ်းခင်းတဲ့ကိစ္စကိုဆက်လုပ်ပေးမှဖြစ်ပေမဲ့တခုတော့ပြောင်းလဲသွားပါတယ်အရင်ကသူလူတန်းထားတဲ့လမ်းဘေးမိတိုင်တွေရဲ့လျှက်စစ်ခရွာတွေကလူကြီးတွေအတွက်ပေးနေတဲ့ထောက်ပံ့ခြင်းနဲ့အများသုံးကွင်းပြင်ပြုပြင်ထိန်းသိမ်းခတွေအားလုံးကိုသူကဆက်မပေးတော့ပဲချက်ချင်းရပ်ဆိုင်းလိုက်ပါတယ်ဒီစရိတ်တွေကိုရွာသားတွေကိုဘာသာကိုဆက်ထုတ်ကြတော့ကျွန်တော်ရဲ့စေတနာတွေကိုခင်ဗျားတို့နဲ့မထိုက်တန်တော့ဘူးလို့ပြောပြီးရုံးခန်းထဲကနေထွက်ခွာသွားပါတယ်ခဏအကြာမှာတော့ရွာသားတွေဟာလမ်းခင်းတဲ့နေရာကိုအပြေးလွှာရောက်လာကြပါတယ်မြေတူးဆက်တွေကလမ်းတွေကိုလိုက်တူးနေတာကိုမြင်တော့သူတို့ကဝိုင်းလာကြပါတယ်ဘာလို့ရွာတွေကလမ်းတွေကိုမခင်းပေးတော့အားလဲလို့မေးတဲ့အခါမှာတော့တောင်ခန်ကကျောင်းကထက်ကရွာဝင်လမ်းမကြီးကိုပဲခင်းပေးဖို့ညွှန်ကြားထားတဲ့ရွာတွေကလမ်းတွေကိုတော့ခင်းပေးမှာမဟုတ်ဘူးဒါပေမဲ့ဦးလေးကျိုးနဲ့ဒေါ်လေးလီတို့အိမ်ရှိလမ်းကိုတော့တီးတန့်ကွန်ကရစ်ခင်းပေးပြီးလမ်းဘေးမိတိုင်တွေပါတက်ပေးထားတယ်လို့ဖြေလိုက်ပါတယ်ရွာသားတွေဟာကျန်းချန်ကိုဝိုင်းပြီးတောင်းပန်ကြပါတယ်ကျွန်တော်တို့မားသွားပါပြီမိုးရွာရင်ကျွန်တော်တို့လမ်းလျှောက်လို့မရတော့ဘူးပြန်စဉ်းစားပေးပါလို့ပြောကြပါတယ်ကျန်းချန်ကသူတို့ကိုဒေါသတကြီးနဲ့ကျွန်တော်ဒီရွာအတွက်တိမ်ပေါင်းတောင်းချီအကုန်ကြခံခဲ့တာဒါပေမဲ့ကျွန်တော်ဖေရိုက်နှက်ခံရပြီးကျွန်တော်မေဒူးထောက်တောင်းပန်နေရတော့ကခင်ဗျားတို့ဗမာလဲခင်ဗျားတို့ကလူကိုကြောက်လို့ကိုကျိုးအတွက်ပဲကြည့်ပြီးနှုတ်ဆက်နေခဲ့ကြတယ်အခုမှအကျိုးမြတ်ကိုမြင်တော့မှနောင်တရတာလားနောက်ကျသွားပြီးလို့ပြက်ပြက်သားသားပြန်ပြောလိုက်ပါတယ်ဦးလေးကျိုးနဲ့ဒေါ်လေးလီတို့အိမ်ရှိမှာကျန်းချန်ကကွန်ကရစ်လမ်းလေးခင်းပေးထားပြီးလမ်းဘေးမိတိုင်တွေပါတက်ဆင်ပေးထားတာကိုတွေ့ရပါတယ်သူတို့နှစ်ယောက်ကကျန်းချန်ရဲ့မင်းကတကယ်ကိုကျေးဇူးတည်တတ်တဲ့ကလေးလေးပါပဲလို့ဝမ်းသာအားရချီးကျူးကြပါတယ်ကျန်းချန်ကလည်းလူကောင်းဆိုတာထိုက်တန်တဲ့အကျိုးကိုခံစားရမှာပါလို့ပြုံးပြီးပြောလိုက်ပါတော့တယ်တရားသူကြီးကတရားခံလူနဲ့တွေ့ရတာပြီးတော့ဇနီးဖြစ်သူဝန်တို့ကိုပြစ်ဒဏ်တွေအတီးတီးချမှတ်လိုက်ပါတယ်တလူပိုင်ရှင်မဲ့ကားကိုအလွဲသုံးစားလုပ်မှုချင်းချောင်းငွေတောင်းမှုတွေနဲ့ထောင်ဒဏ်၄နှစ်နဲ့တန်းငွေရွမ်းတက်သိန်းနှစ်လူရဲသားလူစုလူဝေးနဲ့ရုံးရင်ဆန်ခတ်လုပ်မှုပစ္စည်းဖြက်စီးမှုတွေနဲ့ထောင်ဒဏ်3နှစ်နဲ့6လသုံးဇနီးဖြစ်သူဝန်အားပေးကူညီမှုနဲ့ထောင်ဒဏ်1နှစ်နဲ့6လဆိုင်းငံ့ပြစ်ဒဏ်2နှစ်နဲ့တန်းငွေရွမ်း9000ဒါအပြင်နစ်နာကြေးအနေနဲ့စုစုပေါင်းရွမ်4သိန်းခွဲကိုပေးလျော်ဖို့အမိန့်ချမှတ်လိုက်ပါတယ်လူတို့မိသားစုမှာပေးစရာပိုက်ဆံမရှိတာကြောင့်သူတို့ရဲ့ကိုယ်ပိုင်အိမ်ကိုပါတရားရုံးကချိတ်ပိတ်ပြီးလေလံတင်ရောင်းချဖို့စီစဉ်လိုက်ပါတော့တယ်တစ်ဖက်မှာတော့ရွာတွေကအခြေအနေကတကယ်ကိုဆိုးရွားနေပါတယ်ကျန်းချန်ကလမ်းဘေးမိတိုင်တွေအတွက်လျှက်စစ်ခပေးတာကိုရပ်ဆိုင်းလိုက်တာကြောင့်တရွာလုံးမှောင်တိကျနေပါတယ်ရွာသားတွေဟာညဘက်လမ်းလျှောက်ရင်ပွားအိမ်နဲ့ချော်လဲပြီးခြေထောက်ကျိုးတဲ့အထိဖြစ်ကုန်ကြပါတယ်သူတို့ဟာဦးလေးကျိုးတို့အိမ်ရှိမှာပဲလင်းထိန်နေတဲ့မိတိုင်ကိုကြည့်ပြီးငါတို့သာအဲ့ဒီနေ့ကကျန်းချန်ရဲ့မိဘတွေကိုကူညီခဲ့ရင်အခုလိုဒုက္ခရောက်မှာမဟုတ်ဘူးလို့နောင်တကြီးစွာနဲ့ပြောနေကြပါတယ်ဆေးရုံမှာတော့ကျန်းချန်ရဲ့အဖေဟာကျန်းမာရေးပြန်ကောင်းလာပါပြီကျန်းချန်စီကိုသူ့ရဲ့လက်ထောက်ကဖုံးဆက်ပြီးလူတို့မိသားစုရဲ့အိမ်ကိုချိတ်ပိတ်လိုက်ပြီးဖြစ်ကြောင်းသတင်းပို့ပါတယ်ကျန်းချန်ကတပြားမှမလျှော့စေနဲ့အပြည့်ဝနစ်နာကြေးရအောင်လှုပ်ဆောင်ပါလို့ပြက်ပြက်သားသားညွှန်ကြားလိုက်ပါတယ်လက်ထောက်ကဆက်ပြောတာကတော့အချုပ်ထဲကလွတ်လာတဲ့ရွာသားတွေကကျန်းချန်ရဲ့အဖေကိုလာရောက်တောင်းပန်ချင်နေကြတယ်လို့ဆိုပါတယ်ဒါပေမဲ့ကျန်းချန်ကသူတို့ရဲ့တောင်းပန်မှုကစစ်မှန်တဲ့နောင်တကြောင်မဟုတ်ဘူးအချာဝခံစားခွင့်တွေဆုံးရှုံးမှာကိုကြောက်လို့ပဲအဲ့ဒီလိုလူတွေကိုငါဖေနာပေးမကတ်နဲ့လို့ပြောပြီးညင်းဆိုလိုက်ပါတယ်ကျန်းချန်ဟာသူ့မိဘတွေကိုမြို့ပေါ်ကဗီလာတစ်ကိုခေါ်သွားဖို့ပြင်ဆင်ပါတယ်အဖေနဲ့အမေဒီရွာကအဖေတို့အတွက်စိတ်ဆင်းရဲစရာတွေပဲပေးခဲ့တာအခုတော့အားလုံးကိုမေ့ထားလိုက်ပါတော့ဗီလာတစ်မှာအဖေတို့စိုက်ချင်တဲ့အသီးနှံတွေစိုက်ပြီးအေးအေးဆေးဆေးနေကြရအောင်လို့ပြောပြတဲ့အခါသူ့မိဘတွေဟာဝမ်းသာပီတိဖြစ်ပြီးနေရီကြခဲ့ရပါတယ်နောက်ဆုံးအနေနဲ့သူတို့မိသားစုဟာရွာတွေကအမတ်တရပစ္စည်းတချို့ကိုတွားယူဖို့ရွာကိုခစ်တပြန်လာပါတယ်ရွာသားတွေကကျန်းချန်ရဲ့ကားကိုဝိုင်းထားပြီးရွာလူကြီးကတဆင့်လမ်းကင်းပေးဖို့နဲ့ပတ်စကားပြန်ပေးဖို့ထပ်မံနှောင်းပန်ကြပါတယ်လူရဲ့ဆွေမျိုးတော်ဆက်သူအမျိုးသမီးကြီးတဦးကတော့ကျန်းချန်ရဲ့ကားရှိမှဒူးထောက်ပြီးကျန်းချန်ရဲ့ငါတို့ကိုလမ်းစလိတ်ချန်ပေးပါဦးငါတို့မှာပိုက်ဆံလည်းမရှိတော့ဘူးအိမ်လည်းအသိမ်းခံရတော့မယ်လို့ငိုယိုတောင်းပန်ပါတယ်အဲ့ဒီအချိန်မှာနောင်တရနေတဲ့ရွာသားချို့ကကျန်းချန်ရဲ့ကားကိုဝိုင်းထားပြီးတောင်းပန်ကြပါတယ်ရွာသားတယောက်ကတားကျန်းချန်ရဲ့မင်းမိဘတွေလည်းအခုဆိုကျန်းကျန်းမာရှိနေပြီပဲရွာသားတွေအားလုံးကလည်းမင်းမိဘတွေကိုဘိုးဝါတွေလိုရိုလိုတေတေထားပါမယ်လို့ကတိပေးပါတယ်လမ်းကင်းတဲ့စီမံကိန်းလေးကိုပြန်စပေးပါဦးအခုဆိုရွာကတစ်တီးတွေအားလုံးပုတ်ကုန်တော့မယ်လို့အတနာခံပါတယ်ဒါပေမဲ့ကျန်းချန်ကတော့ဒေါသတကြီးနဲ့ပြန်ပြောလိုက်ပါတယ်ခင်ဗျားတို့ကကျွန်တော်မိဘတွေကိုဘိုးဝါတွေလိုထားမယ်ဟုတ်လားကျွန်တော်အိမ်တကားကိုဝိုင်းရိုက်ပြီးကျွန်တော်မိဘတွေကိုချင်းချောက်တုံးကခင်ဗျားတို့ဘာလို့အဲ့ဒီလိုမစင်စားခဲ့ကြတာလဲကျွန်တော်အဖေအသက်လူနေရတော့ကခင်ဗျားတို့တယောက်ယောက်များလာကြည့်ခဲ့ကြဘူးလားအခုတော့ကိုယ့်အိတ်ကထဲကပိုက်ဆံထိခိုက်လာမှနောက်တရားတလို့လုံးမနေကြပါနဲ့အခုချက်ချင်းဖယ်ပေးကြလို့အော်ဟစ်ပြီးကားကိုအရှိန်နဲ့မောင်းထွက်လိုက်တာကြောင့်ရွာသားတွေအားလုံးကြောက်လန့်တကြားဖယ်ပေးလိုက်ရပါတယ်ကျန်းချန်ဟာသူ့မိဘတွေကိုခေါ်ပြီးသူတို့ရဲ့အိမ်ဟောင်းကိုနောက်ဆုံးအချိန်တွားရောက်ကြည့်ရှုပါတယ်အိမ်ထဲကိုရောက်တဲ့အခါမှာတော့မြင်ကွင်းကတကယ်ကိုစိတ်မကောင်းစရာပါပြတင်းပေါက်မှန်တွေအားလုံးရက်ခွဲခံထားရပြီးအမေဖြစ်သူမျက်မျက်နှုံးနှုံးစိုက်ထားတဲ့ဟင်းသီးဟင်းရွက်ခင်းတွေကလည်းရေမလောင်းပဲပစ်ထားတာကြောင့်အားလုံး6တွေ့တေဆုံးနေပါပြီကျန်းချန်ရဲ့အမေကတော့မကြည့်တော့ဘူးသားရဲ့အိမ်ထဲကပစ္စည်းလေးတွေပဲယူပြီးတွားကြရအောင်လို့ဝမ်းနေစွာပြောပါတယ်ဒီအချိန်မှာကျန်းချန်ရဲ့အဖေကအိမ်နံရံမှာချိတ်ထားတဲ့အိမ်ကြီးချင်းချင်းချစ်ကြည်ရေးလို့ရေးထားတဲ့တစ်သားဆိုင်းပုတ်လေးကိုကြည့်ပြီးတပြင်းချလိုက်ပါတယ်ပြီးတော့အဲ့ဒီဆိုင်းပုတ်ကိုဖြုတ်ချပြီးကျန်းပြင်ပေါ်ကိုပစ်ချလိုက်ပါတယ်ဒါဟာရွာသားတွေနဲ့ပတ်သက်သမျှတန်ရောစင်တွေအားလုံးကိုအပြီးအပိုင်ဖျက်တောက်လိုက်တဲ့အဓိပ္ပာယ်ပါပဲကျန်းချန်ကဒီရွာကကျွန်တော်တို့အတွက်ခိုးလုံရမဟုတ်တော့ဘူးဒီလိုပုတ်ဆက်နေတဲ့ရွာအတွက်ကျွန်တော်ဘာမှထပ်ပြီးအပင်ပန်းမခံနိုင်တော့ဘူးလို့ပြောပြီးမိဘတွေကိုကားပေါ်တင်ကအပြီးအပိုင်ထွက်ခွာလာခဲ့ပါတယ်
ခဏအကြာမှာတော့မြင်ကွင်းကပြောင်းလဲသွားပါတယ်ကျန်းချန်ရဲ့မိဘတွေဟာမြို့ပေါ်ကစိန်ခံပီလာတည့်ရဲ့ဥယျာဉ်ထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့ဟင်းသီးဟင်းရက်တွေစိုက်ပျိုးနေကြပါတယ်ကျန်းချန်ကသူတို့အတွက်အကောင်းဆုံးမြေစီလွာတွေနဲ့မျိုးစေ့တွေအားလုံးပြင်ဆင်ပေးထားပါတယ်အဖေနဲ့အမေဒီမှာကအဖေတို့စိုက်ချင်တာအကုန်စိုက်လို့ရတယ်ဘသူမျက်နှာမှကြည့်နေစရာမလိုတော့ဘူးလို့ပြောပြပါတယ်ညစာစားတဲ့အချိန်မှာကျန်းချန်ရဲ့အဖေကသားအဲ့ဒီပြဿနာဖြစ်ခဲ့တဲ့ဘတ်စကားကြီးကိုဘယ်လိုလုပ်ဖို့စဉ်းစားထားလဲဒီတိုင်းထားရင်လည်းအလဟဖြစ်နေမှာလို့မေးပါတယ်ကျန်းချန်ကကျွန်တော်လည်းမစဉ်းစားရသေးဘူးအဖေလို့ပြန်ဖြေတဲ့အခါအဖေဖြစ်သူကအဖေသတင်းထဲမှာတွေ့ရဝေးလံတဲ့တောင်ပေါ်ဒေသကကျောင်းလေးတွေမှာကလေးတွေကကျောင်းတက်ဖို့တောင်တက်လမ်းတွေကိုအဝေးကြီးလမ်းလျှောက်နေရတဲ့အဲ့ဒီကားကြီးကိုအဲ့ဒီလိုအပ်တဲ့နေရာမှာလူပေးလိုက်ရင်ကောင်းမယ်လို့အကြံပေးပါတယ်ကျန်းချန်ကလည်းသဘောတူပြီးပရဟိတအဖွဲ့တွေနဲ့ချက်ချင်းချိတ်ဆက်လိုက်ပါတယ်နောက်ဆုံးမှာတော့ကျန်းချန်ကသူ့ရဲ့လက်ထောက်စီကဖုန်းလက်ခံရရှိပါတယ်ကျန်းဥက္ကဋ္ဌတရားရုံးကလူတို့မိသားစုရဲ့အိမ်ကိုလေလံတင်ရောင်းချပြီးပါပြီရရှိတဲ့နှစ်နာကြေးရွမ်၄သိန်းခွဲကိုဦးလေးရဲ့ဘဏ်ကောင့်ထဲကိုလွှဲပေးလိုက်ပါပြီသူတို့ကတော့အခုတကယ်ကိုအိုးမဲ့အိမ်မဲ့ဖြစ်သွားကြပါပြီလို့သတင်းပို့ပါတယ်ကျန်းချန်ကဒါသူတို့လုပ်ရဲ့အတွက်ထိုက်တန်တဲ့အကျိုးဆက်ပဲလို့အေးအေးဆေးဆေးပြန်ပြောလိုက်ပါတယ်ကျန်းချန်ကသူ့ရဲ့ကူလားထိုင်မှာမိချလိုက်ပြီးအခုတော့အဲ့ဒီကားကြီးကတကယ်ကိုထိုက်တန်တဲ့နေရာကိုရောက်သွားတော့မှာပါလို့တွေးရင်ကျင်းနဲ့စွာပြုံးလိုက်ပါတော့တယ်သူတို့ရဲ့နေအိမ်ဝင်းထဲမှာတော့စိမ့်ဆူဝေစာနေတဲ့ဟင်းသီးဟင်းရက်စိုက်ခင်းကြီးတစ်ခုရှိနေပါတယ်ဆက်လက်ရွက်တွေကော်ဖီထုတ်တွေနဲ့စင်ပေါ်မှာတွဲလောင်းကြနေတဲ့တခွားသီးကြီးတွေဟာကြည်ုံနဲ့တင်လက်ဆက်မှန်းတိတာလာပါတယ်ကျန်းချန်ရဲ့အမေဟာမျက်နှာမှာအပြုံးတွေနဲ့ဟင်းသီးဟင်းရွက်ခင်းတွေကိုဂယုတဆက်ရေးလောင်းပေးနေပါတယ်အဖေဖြစ်သူကတော့စင်ပေါ်ကနေတခွားသီးတစ်လုံးကိုခူးလိုက်ပြီးအဝတ်လေးနဲ့တေးသေးချာချာတုတ်ကတဝက်ချိုးပြီးညင်ရီရှက်ရီကိုက်စားနေပါတယ်ဒါဟာအရင်ကရွာမှာနှိပ်စက်ခံခဲ့ရတဲ့အောက်ကျနောက်ကျဘဝနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့အေးချမ်းသာရတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်ဒီအချိန်မှာကျန်းချန်ရောက်လာပြီးအဖေနဲ့အမေရဲ့ပျော်ရွှင်နေတဲ့ပုံစံကိုကြည့်ကကျဉ်းနေပါတယ်အဖေဖြစ်သူကအချမ်းလာဒါလေးမြကြီးစံကိုယ်တိုင်စိုက်ထားတဲ့တခွားသီးကအပြင်ကဝယ်စားတာထက်အများကြီးပိုချိုပြီးလက်ဆက်တယ်လို့ပြောပြီးကမ်းပေးပါတယ်ကျန်းချန်ကမြည်ကြည့်ပြီးတကယ်ပဲအဖေမီရှီလင်စားတော့ဆိုင်ကဆက်လက်တုတ်ထက်တောင်ပိုကောင်းသေးတယ်လို့ချီးကျူးလိုက်ပါတယ်မေဖြစ်သူကလည်းခရမ်းချင်တီးတွေကိုခူးပြီးသူမရဲ့ခါးစီဝတ်စုံအိတ်ကက်ထဲထည့်ရင်ဒီနာတော့ခရမ်းချင်တီးကြက်ဥကြော်လေးလှုပ်ရှားကြမယ်ကျန်တဲ့တခွားသီးတွေကိုတော့ဘေးအိမ်ကဒေါ်လေးလီကိုတွားဝေပေးလိုက်ဦးမယ်သူကလည်းငါတို့စိုက်တဲ့အသီးနှံတွေကိုသဘောကျတယ်လေလို့ပြောပါတယ်ကျန်းချန်ကအမေတို့ပင်ပန်းနေရင်ဥယျာဉ်မှုတွေကိုပဲလှုပ်ခိုင်းလိုက်ပါအနားယူကြဦးလေလို့စိုးရင်တကြီးပြောတဲ့အခါအဖေဖြစ်သူကမဟုတ်တာတားရဲ့ငါတို့ကတက်တက်လုံးတောင်သူလှုပ်လာတာဒီလိုလေးလှုပ်ရှားနေရမှာပိုပြီးကျန်းမာတာဆေးရုံမှာနေရတော့ကထက်တောင်အခုကပိုလန်းဆန်းနေသေးတယ်လို့ရေမောပြီးပြန်ပြောပါတယ်ခဏအကြာမှာတော့သူတို့သားဖ၃ယောက်ဟာထီမိုးထားတဲ့ပြင်းပလက်ဖက်ရီဝိုင်းလေးမှာထိုင်ပြီးအေးအေးဆေးဆေးလက်ဖက်ရီတောက်နေကြပါတယ်ကျန်းချန်ကစားအိတ်လေးတစ်အိတ်ကိုထုတ်ပြီးဖက်ပြပါတယ်အဲ့ဒီစာကတော့သူတို့လူဒန်းလိုက်တဲ့ဘတ်စကားကြီးရောက်ရှိသွားတဲ့မျောလင်းချက်မူလာတန်းကျောင်းကကျောင်းသားလေးလီရှောင်မင်းစီကပေးပို့တဲ့ကျေးဇူးတင်တော်လေးဖြစ်ပါတယ်စာထဲမှာတော့ဦးလေးကျန်းခင်ဗျာကျွန်တော်ကတတိယတန်းကလီရှောင်မင်းပါဦးလေးလူပေးလိုက်တဲ့ကျောင်းကားကြီးရောက်လာကြတဲ့ကကျွန်တော်တို့မနက်9 နာရီကလေးကထပ်ပြီးတောင်းတက်လန်းတွေကိုလမ်းလျှောက်เสียမလို့တော့ပါဘူးအခုဆိုကားကြီးကကျယ်ဝန်းပြီးစောင်းရဒီမှာလဲအေးဆက်ဆက်လေးပြင်းတွေကိုမကြောက်ရတော့ဘူးမိုးရွာရင်လည်းမစိုးတော့ဘူးဆရာမကပြောတယ်ဦးလေးကလူကောင်းကြီးတဲ့တကြောင်လုံးကဦးလေးကိုတကယ်ကျေးဇူးတင်ပါတယ်လို့ရိုးသားစွာရေးသားထားပြီးကျောင်းကားပုံလေးကိုလည်းကလေးပီဆွဲထားပါသေးတယ်ဒီစာကိုဖတ်ပြီးမှတော့ကျန်းချန်ရဲ့မိဘတွေဟာပီတိမျက်ရည်တွေကျက်လာပါတယ်အဖေဖြစ်သူကကောင်းတယ်တကယ်ကိုကောင်းတယ်အဲ့ဒီကားကြီးကတကယ်ကိုလိုအပ်တဲ့နေရာကိုရောက်သွားတာပဲငါတို့လူလိုက်ရတာတန်သွားပါပြီလို့ပြောရတယ်ကျန်းချန်ကလည်းဟုတ်တယ်အဖေစစ်မှန်တဲ့စေတနာဆိုတာကျေးဇူးတည်တတ်တဲ့သူတွေစီမှာပဲရှိတင်တာပါလို့မှတ်ချက်ချလိုက်ပါတယ်ကျန်းချန်ရဲ့ဇလန်းကနေကျွန်တော်တို့ရရှိလိုက်တဲ့သင်ခန်းစာကတော့လူတစ်ယောက်ရဲ့တန်ဖိုးဟာသူပိုင်ဆိုင်တဲ့စီးစိမ်ဥစ္စာထက်သူပြုလုပ်တဲ့ကောင်းမှုကုသိုလ်နဲ့လူသားဆန်တဲ့စိတ်ထားပေါ်မှာပဲတည်ရှိတယ်ဆိုတာပါ